ပိတ်မိပြီးညှို့နေပြီလားစွမ်းရည်အပြည့်ထုတ်သုံးခြင်းလားတိုးတက်ခြင်းစိတ်နဲ့အောင်မြင်မှုကိုဒီဗီဒီယိုမှာရှာပါတိုးတက်ခြင်းစိတ် growth mindset ဆိုတာတင်းရဲ့စွမ်းရည်တွေနဲ့ဉာဏ်ရည်ဉာဏ်သွေးကိုတိုးတက်အောင်လုပ်ယူလို့ရတယ်လို့ယုံကြည်တာပါပုံသေးတွေးခေါ်စိတ် fixed mindset နဲ့မတူပဲခံနိုင်ရရှိဖို့အမားတွေကနေတင်ယူဖို့နဲ့ပုံမကောင်းမွန်အောင်ကြိုးစားဖို့တိုက်တွန်းပါတယ်တိုးတက်တဲ့စိတ်ဓာတ်ကကြရှုံးတာကိုသင်ခန်းစာအဖြစ်မြင်တယ်လက်လျှော့လိုက်မဲ့စာတင်ယူမဲ့ပြောင်းလဲလိုက်မဲ့အရင်ကထက်ပိုတန်မာပြီးရှေ့ဆက်သွားမယ်ရှင်းလင်းတဲ့ပန်းတိုင်တွေနဲ့စတင်ပြီးတင်းငယ်တဲ့ခြေလမ်းတွေဖြစ်ပိုင်းမှာတင်တိုးတက်မှုကိုမှတ်တမ်းတင်ပါအောင်မြင်မှုတည်တည်လေးတိုင်းကအတိမတ်ပြုခံထိုက်ပါတယ်ဒါကတွန်းအားနဲ့ယုံကြည်မှုကိုတိဆောက်ပေးပါတယ်တိုးတက်တဲ့စိတ်ဓာတ်ကအလောက်ကင်ပြောင်းလဲတာဖန်တီးမှုအလုပ်တွေနဲ့ဆက်ဆံရေးတွေအပါအဝင်ဘဝရဲ့နယ်ပယ်တိုင်းမှာအကူအညီပေးပါတယ်မတည်သေးတဲ့အရာတွေကိုရဲရဲရင်ဆိုင်ဖို့နဲ့အမြဲတည်ယူနေဖို့တင့်ကိုခွန်အားပေးပါတယ်လုပ်ငန်းခွင်ယဉ်ကျေးမှုတိုးတက်ဖို့စစ်တမ်းတွေတိုင်းတာမှုတွေနဲ့ feedback စနစ်သုံးပါအောင်မြင်မှုတည်တည်ကြီးကြီးဂုဏ်ပြုပါအတိမတ်ပြုမှုကဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်တိုးတက်ခြင်းဆိုတာခရီးတစ်ခုပါပန်းတိုင်တစ်ခုမဟုတ်ပါဘူးဆက်လက်တင်ယူပါသိကျင်စိတ်ရှိပါစေတင်းရဲ့တိုးတက်မှုခရီးကိုလည်းအောက်က comment မှာမျှဝေပေးခဲ့ပါဦး